2003 ခုနှစ်ဇန်နဝါရီလတွင်အပမာရာစာစဉ်ကထုတ်ဝေခဲ့သောဇာတိဆံမြတ်တမ်းဆန်၏ဥပက္ခဝင်းဝိုင်းစာအုပ်ကိုစာရေးသူကိုယ်တိုင်ဖတ်ကြားတင်ပြပါသည်ကိုယ်တိုင်ရေးကိုယ်တိုင်ပြောဓမ္မစကားအပိုင်းနှင့်အခန်း21ဒုတိယပိုင်းတောင့်တမှုကင်းခြင်းနှင့်ကြောင်းကြမှုကင်းခြင်းဒီနှစ်ခုလုံးတိုက်ဆိုင်ပြည့်စုံသောအခြေအနေသို့ရောက်ဖို့ရသည်လွယ်လာသည်တော့မဟုတ်ပါအစဉ်စဉ်သောအတွေ့အကြုံတွေဖြတ်သန်းခဲ့ပြီးမှဒီအခြေအနေသို့ရောက်နိုင်ပြီသည်ဒီအခြေအနေမတိုင်မီသူ့တန်တန်တွင်မှားယွင်းမှုများစွာနီလန်းမကျမှုများစွာချီတုံချတုံဖြစ်မှုများစွာတန်တရားဖြစ်မှုများစွာတွေ့ရမှုများစွာတို့ဖြစ်ခဲ့ရလေသည်ဒီလိုလေးလှုပ်လိုက်ရင်ကောင်းမလားဟိုလိုလေးအားထုတ်ကြည့်ရင်ဖြစ်နိုင်မလားဒီလိုဆုံးဖြတ်လိုက်တာကရောတရားနီလန်းကြပါမလားဘုရားဟောတဲ့အတိုင်းဖြစ်ပါမလားဒီလိုရှုမှတ်နှလုံးသွင်းရင်တရားမြန်မြန်ရနိုင်ပါမလားစသဖြင့်အဖြေအတိအကျမရတော့မိဂုံပေါင်းများစွာနှင့်လည်းသူရင်ဆိုင်ခဲ့ရပါသည်ဒုက္ခဝေဒနာတို့၏အခံရဆိုးဝါးမှုကြောင့်တရားစခန်းမှာထပြီးထွက်ပြေးခြင်းလောက်အောင်စိတ်ပေါက်မိသလောက်ဒုက္ခဝေဒနာတို့၏ငြိမ်ချောင်းသက်သာမှုကိုခံစား권ကြုံလာသောခါ၌လည်းထိုခံစားမှုမျိုးပဲထပ်ခါခံစား권ရပါစေဟုဆုတောင်းရင်းတရားစခန်းမှမခွာနိုင်အောင်ရှိတတ်ပုံကိုလည်းသူမြင်အောင်မိသည်ဒုက္ခဝေဒနာမဖြစ်သည့်အခါဒုက္ခဝေဒနာမခံစားရသည့်အခါဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်သည့်ဥပ္ပခာဝေဒနာတွေခံစားနေရခြင်းပေါ်နိုင်မူသူဤရှုမှတ်ဉာဏ်နုနယ်မှုကြောင့်မေးမိနိုင်ခဲ့သေးပြီ။အော်ဒါကြောင့်မို့လဲလိလူရှုခံထားရတဲ့ဝေဒနာမှုဥပ္ပခာဝေဒနာလို့အခေါ်ခံရတာပဲဟုယခုတော့သူမှတ်ချက်ပြုမိလာသည်။ဥပ္ပခာဝေဒနာကိုမရှုမှတ်တတ်သေးတော့လဲထိုအချိန်မျိုး၌စိတ်ဘက်မှဖြစ်စေရုပ်ဘက်မှဖြစ်စေသဘောတရားဘက်မှဖြစ်စေဖြစ်ပျက်ကိုကြည်မြင်နေမိလျင်တော့တော်ပါသေးသည်သို့မဟုတ်ဒုက္ခသို့မဟုတ်ဒုက္ခခံစားမှုကိုသာဝေဒနာဟုထင်မှတ်၍ငါကဝေဒနာနုပဒနာပဲရှုမှတ်ရတာအာတဏဒါကြောင့်သူတို့လာမှရှုမှတ်မယ်ဟုစောင့်ဆိုင်နေပါလျင်ဥပ္ပခာဝေဒနာကိုမသိမြင်တတ်မရှုမှတ်တတ်ခြင်းကြောင့်မသိမှုမောဟတို့ကိန်းခုကအဖိုးတန်ရှုမှတ်ခြင်းများဆုံးရှုံးသွားရပေလိမ့်မည်နောက်ထပ်သူ၏မဟာအမှားတစ်ခုမှာတရားရှုမှတ်မှု၌အသုံးပြုရသည့်လက်နက်ကရိယာတန်ဆာပလာများကိုသူ၏အတွင်းပစ္စည်းများသဖွယ်မှတ်ယူမျက်နှာနေမိခြင်းပင်သည်အထူးသဖြင့်သူခုံမင်တွေ့တာဆွဲလန်းမိသည်မှာတည်ကြည်မှုတည်ဟုသောတမာတိပင်တမာတိကလည်းတမာတိပါပဲသူရောက်လာမှမြင်ကွင်းကပို၍ကြည်ကောင်းတတ်သည်ကိုတမာတိမရောက်လာမီဝိရိယကလည်းတွန်းအားပေးယတိကလည်းမပြတ်အောက်မေ့နေရသည်ဆိုသောအခါကြေးမုံမှန်မြင်ကလည်းလှုပ်လူ၏အရေးကလည်းလှုပ်ဖြစ်၍မိသူမိဝါဆိုသည်ကိုပိပိတတတဲတဲကွယ်မသိရပါကြေးမုံမှန်မြင်ဘက်ကလည်းငြိမ်မှန်ကြည့်သောလူ၏အရေးဘက်ကလည်းငြိမ်လိုက်မှမှန်ရှိ၌ရနေသောပုံရိပ်တန်တန်တစ်ခုကိုထင်ထင်ရှားရှားပိပိတတတွေ့ရပေမည်တကယ်တော့ဒီအဆင့်သည်လမ်းဆုံးမဟုတ်သေးပါသို့တော့အာထုတ်တဲ့နှုစဉ်ကမူဒီလိုငြိမ်သွားပြီဆိုရင်ဖြင့်သူကျေနပ်နေပြီငြိမ်ပြီးတည်နေတယ်ဆိုရင်ပဲခုနလှုပ်တွေပျောက်သွားခဲ့ပြီမို့သူခေါင်းမူတက်တာသွားပြီဒါဆိုရင်ငြိမ်ကလေးမှိန်းနေလိုက်၍ရပြီတမာရိတက်သည်ငြိမ်ယုံပဲတတ်နိုင်ပါသည်သူတွင်စူးစမ်းလေ့လာမှုပိုင်းခြားဝေဖန်မှုတွေဘာမှမပါသူကငြိမ်ရင်ကျေနပ်ပြီငြိမ်ပြီဆိုရင်ဖြင့်သူတာဝန်ကျေပြီဟုမှတ်ယူထားသူဖြစ်သည်အမှန်တကယ်တွင်နောက်ထပ်ဆွမ်းအားတစ်ခုက
စောင့်နေသည်ကိုသူမသိဤတွင်သတိကမနေသာသည်တမာရီတက်တက်ဖြင့်မှိန်ပြီးဘိုချင်းကြားထဲမှဘိုလုံမနေဖို့တမာရီကိုသတိပေးရသည်ဟိုမှာနောက်မှပညာကစောင့်နေတယ်သူ့ကိုနေရာပေးဖို့လိုသေးတယ်ဟုဖွင့်ပြောရတော့သည်ဒီတော့မှပညာကနေရာယူခွင့်ရလာသည်ပညာရောက်လာသောအခါဘုံ၅ပါးတို့စုံလေပြီဒီတော့မှပင်ရှုမှတ်မှုစင်ကြယ်မှုတွေသည်တစ္ဆာဘက်သို့ဥတီလာနိုင်ခဲ့သည်တမာရီကဲ့သို့ကိုယ်အငြိမ်ကိုနှစ်သက်ပြီးကိုဆွဲလန်းချစ်ခင်တာမျိုးမဖြစ်ဖို့တတိကဏ္ဍကအရေးကြီးလာသည်အစပိုင်းတုန်းကရှုမှတ်ရလွန်းသဖြင့်အလုံများခဲ့ကလှုပ်ရှားခဲ့ရလွန်းသဖြင့်တမာရီဆိုသောအငြိမ်ကလေးရောက်လာဖို့သာစိတ်ဆောနေခဲ့သည်ရောက်လာရင်လည်းလက်မလွတ်ချင်တော့လောက်အောင်ဆွဲလန်းကตาယာမိန်မောနေခြင်းတတ်သေးသည်ဝိပဿနာသည်ပညာစခန်းသို့စိုက်မှဖြစ်ပေမည်တမာရီလောက်နှင့်ငြိမ်ပြီးရနေလျင်တမထလန်းဇန်စခန်းသို့လမ်းခွဲသွားပေလိမ့်မည်ဤဒီကိုအတွေ့အကြုံရင့်ကျက်လာမှသူခွဲခြားနားလည်လာခဲ့သည်ထို့ကြောင့်တမာရီကိုဆွဲလန်း၍မျောလင့်ခဲ့ရသောတောင့်တမှုတို့သည်လည်းသူ့တန်တန်မှဖြစ်ခဲ့ရဘူးသည်တမာရီပျောက်ဆုံး၍အငြိမ်ကလေးပြန်ပေါ်လာစေခြင်းတော့လဲမပေါ်လာနိုင်သဖြင့်တရားမှတ်၍မရနိုင်လောက်အောင်ဖြစ်ခဲ့ရသောကြောင်းကြမှုတို့သည်လည်းသူ့တန်တန်မှဖြစ်ခဲ့ရပါသည်ဤဒီမှာတရားအထုတ်နေရင်ကငြိမ်ငြိမ်ကလေးနှင့်ဘာမှမသိပဲမိန်နေခြင်းကိုကြိုက်တတ်လာသောသူ့စရိုက်ကိုသူ့ဝန်တွင်တဏှာကရိပ်မိလာသဖြင့်ရှေ့မတိုးသာအောင်အကြိုက်ပေလှည့်စားထားခြင်းပင်သည်တဏှာ၏လှည့်စားစည်းရုံးမှုကတိမ်မွေ့လာသဖြင့်မြင်ရခက်လာပါသည်ဖျားရှင်၏သမုဒိယသစ္စာလောက်ကောက်ချစ်တာဘယ်အရာမှမရှိဘူးဟုသောဆုံးမစကားသည်လေးနဲ့လှပါပြီကိလေသာအာတော်မကုန်မချင်းတဏှာကသူ့အနားမှာအမြဲတမ်းရစ်တည်လုံနေပေလိမ့်မည်သူပါကြိုက်တယ်လဲစောင့်ကြည့်နေလိမ့်မည်သူ့မှာအကြိုက်တစ်ခုပေါ်လာသည်နှင့်ထိုအကြိုက်ပေါ်မရမနေဆွဲလန်းမှုဥပါဒံဖြစ်လာသည့်အထိတဏှာကဝင်ရောက်လှုံ့ဆော်ပေမည်ထိုအခါမျိုးတွင်တဏှာသည်ငယ်ပေါင်းကြီးပေါ်မိတ်ဆွေရင်းချကြီးတပွဲအကျိုးလို၍ဝင်ရောက်ကူညီပေးဟန်ဆောင်နေပေလိမ့်မည်တဏှာ၏လက်ဆောင်မှုကြောင့်လည်းသူသည်တရားအထုတ်ရာ၌အသုံးပြုရမည့်လက်နက်ကရိယာတန်ဆန်ပလာများပေါ်၌ပင်သူ၏ကိုယ်ပိုင်အတွင်းပစ္စည်းဖြင့်တတ်မှတ်လျက်ဆွဲလန်းသွားဖြစ်ခဲ့ခြင်းဖြစ်ပါသည်ထိုကကြောင်းကြမှုတောင့်တမှုတို့သည်သူ့တန်တန်ထဲ၌အမြဲမပြတ်ဖြစ်ပေါ်နေတော့သည်အခုတော့တမာရီကောင်းနေုံတက်တက်ဖြင့်တရားအထုတ်ရတာအစဉ်ပြေနေပြီဟုဆိုရမရသည်ကိုသူနားလည်လာခဲ့ပြီပညာဘုံနေရာယူနိုင်ဖို့အခွင့်ပေးရမည်ဘုံ၅ပါးလုံးညီမျှအောင်ညှိရမည်ညီသည့်ဘုံများအစွန်းမထွက်စေရဘိုချင်းဘိုမလူစေရတတ္တဝရိယတတိတမာရိပညာမြည်သည့်ဘုံမြတစွန်းတစပူသွားရမရအားနည်းသူကိုအားပိုသူကအားဖြစ်ပေးရမည်နေရာမရသေးသောသူကိုနေရာရပြီးသူကနေရာပေးရမည်ဖေးမရမည်အချင်းချင်းမြင့်တင်ရမည်အချင်းချင်းရိုင်းပင်ကူညီရမည်ပြီးလင်သစ္စာစခန်းစိုက်ပြီးဆိုပါကသူတို့ကိုမေမောစိတ်ဖြင့်ရင်ခွင်ပိုက်ထား၍မရစွန့်ပစ်ခဲ့ရမည်ထို့ကြောင့်တရားအထုတ်နေစဉ်ကတည်းကသူတို့ကိုကိုယ်ပိုင်ပစ္စည်းဟုမမှတ်ယူမိဖို့အရေးကြီးသည်နိရောဓသစ္စာ၏ဟိုမှာဘက်စီသို့ဘာမျှယူသွားရမရပါသစ္စာစခန်းပန်းဝင်နိုင်ရန်အသုံးပြုခဲ့သည်မြပစ္စည်းအလုံးကိုထားခဲ့ရမည်ခန္ဓာ၅ပါးကိုထားခဲ့ရမည်ယုံနာနှစ်ပါးကိုထားခဲ့ရမည်ဒုက္ခသစ္စာသိမြင်နိုင်ဖို့အကူဆွမ်းအားမှန်သည်မြထားခဲ့ရမည်နိရောဓသစ္စာဆက်ရောက်နိုင်ဖို့နိလန်းမှန်သည်မြကိုလည်းထားခဲ့ရမည်တန်တရားကြောက်တွန်းသမားသမုဒိယသစ္စာအုပ်စုတွင်တဏှာဥပါဒံကံတွေနှင့်ပြက်ပြက်သားသားလမ်းခွဲရရမည်လက်မကြည့်စတံထ
ထွက်ခွာခဲ့ရမည်တန်တရားလွတ်ရာခီးလန်းအတွက်မိကောင်းဖော်မွန်မေဃသစ္စာကိုပင်လင်ကျေးဇူးတင်လှကြီးရဲ့ဆိုပြီးအတူခေါ်သွားခြင်းမရပါမဲခင်လန်းတီဟူသောရှောက်ခက်သည့်လမ်းကိုပင်လင်ကြောခိုင်းဝန်းရမည်အားလုံးကိုထားရဲဝန့်ထားခဲ့ဝန့်မှတ်သာလျင်အနတ္တဉာဏ်သက်ဝင်၍အနတ္တအချင်းချင်းသာကျေးဇူးပြုနိုင်သည့်တည်ခြင်းကင်းရာအမတ္တနိဗ္ဗာန်ရွှေပြည်သို့ဝင်ရောက်နိုင်ပေမည်ဤသို့ဖြင့်အစဉ်စဉ်သောဖြတ်သန်းမှုအတွေ့အကြုံပေါ်သင်ခန်းစာထုတ်တက်လာမှုရခဲ့ပြီးသောသင်ခန်းစာတို့ပေါ်၌နှလုံးသွင်းမှန်ခဲ့မှုတို့ကြောင့်ပင်လျင်အချိန်တိုင်းတာတရတိကွင်းစင်းလေ့ကျင့်ပြီးချိန်၌သူတန်တန်၌တောင့်တမှုနှင့်ကြောင်းကြမှုကင်းသောအခြေအနေသစ်တစ်ခုဖြစ်ထွန်းပေါ်ပေါက်လာခဲ့ရခြင်းဖြစ်ပါသည်လာရလမ်းပဲစီသို့တပတ်ပြန်လည်ငှက်ဆောင်ကြည့်လိုက်မိသည်နှင့်တပြိုင်နက်အပူလှိုင်းတို့၏ရိုက်ခတ်မှုကိုခံရတော့သည်လက်တလောအာယုံပြုနေသည့်မြင်ကွင်းသည်လည်းမှိန်ဖြော့ပျောက်ကွယ်သွား၏တို့နှင့်အသည့်တဖန်ပြန်၍ကြောင်းကြဆက်ရပြန်သည်ပြုပြင်ဆင်ရင်ခြင်းမကင်းသောသင်္ကထနေပေသည်ကဤသို့ဤနယ်ရှိနေပေမည်တက်မှန်နေအောင်အမြဲတစေပြုပြင်စီရင်ပေးနေရသည်ကြောင်းကြဆိုင်နေရသည်မယိမ်သွားအောင်ထိန်းချောင်းပဲ့ပြင်မှုတွေလုပ်နေရသည်ယုံ nant ဓမ္မသင်္ခါရတို့၏ဖြစ်စဉ်ပေါ်သို့အာယုံပြန်သွင်းရ၏တတိဥစီသောစိတ်ဖြင့်ပြန်လည်ရှုမှတ်ရသည်ရှုမှတ်မှုအရှိန်ကောင်းလာအောင်ဘူ၅ပါးတို့ကိုတပြိုင်နက်အပါခေါ်ရ၏အင်အားချိန်ခွင်ရှာတွေကိုလည်းညှိပေးရသည်အတွေ့အကြုံနှင့်လှုပ်တဲ့ကစကားပြောသည်ထင်ယခင်ကလောက်ပြင်းပြင်းထန်ထန်ကြောက်ကြမဆိုင်လိုက်ရတော့ပေစိတ်သည်အရှိန်ရသည့်ဘက်သို့ဥလက်တစမြဲမှုတဲ့ပြီးသောလမ်းကြောင်းပေါ်၌ခဏချင်းငြိမ်ဝှက်လာသည်ဖြစ်ချင်းပြက်ချင်းတွေမြင်ခွင့်ရခြင်းနှင့်အတူလမ်းခီအတားအဆီးတစ်ခုကလည်းရှိသေးသည်ထို့ဒါကတရားအစစ်ကဲ့သို့ပုံဖြစ်အယောင်ဆောင်တတ်သည်လင်းရောင်တွေထုတ်ပြတ်တတ်သည်နှစ်သိမ့်မှုတွေကျဉ်းနှံ့မှုတွေဖြစ်စေတတ်သည်ကိုယ်စိတ်ငြိမ်းအေးမှုတွေဖန်တီးပေးတတ်သည်လက်ရှိလုပ်နေသည့်အလုပ်ပေါ်ကျဉ်းနှံ့အားရဖြစ်ရမှယုံကြည်မှုတွေလည်းပူလာစေတတ်သည်ဝိရိယတွေမြင့်တင်၍စိတ်တွင်းမှကျုံးဝါသံတွေကိုလည်းထွက်ပေါ်လာစေတတ်သည်စိတ်စေတသိက်တွေကိုလည်းအလွန်ချမ်းသာစေတတ်သည်ဉာဏ်ပညာတွေထက်သန်၍ကိုရောက်နေသောနေရာကိုပင်ဟုတ်ကြီးဟုတ်ပြီးသူတကာတွေမရောက်နိုင်ဘူးစသည်ဖြင့်လည်းထင်စေတတ်သည်တခါခီးပေါက်နေပြီပဲခီးဆုံးနေပြီပဲဘာမှဆက်လုပ်စရာမလိုတော့ဟုထင်ကလက်ရှိအလုပ်ပေါ်၌လည်းလစ်လူရှုနေစေတတ်သည်ဒီချက်တွေအားလုံးဟုတ်တောင်မှတစ်ချက်ပေါ်မှာကန့်ညီ၍နှစ်သက်သာယာနေတတ်သည်ဒီအနေသည်လည်းမသေးလားနုစင်တုံးကတော့ဒီနေရာရောက်သည်နှင့်ခီးဆုံးတတ်မှတ်ကပေးလာသောအာယုံကိုအရသာခံ၍ရှုမှတ်လက်စတရားကိုယန္နာပြစ်ခဲ့မိဘူးသည်မှာအကျဉ်းချင်းမြင်အယောင်နှစ်သက်ငြိမ်းလျက်စိတ်ကိုယုံကြည်ပူကဝရိယာနှင့်ချမ်းသာထက်ညာတတိတန်မှုလစ်လူရှုညာကိုးပါးတက်မဲ့တစ်ချက်တွင်မပြတ်ပေါ်ရဤစေဝမှတ်ချက်အန္တရာယ်ဆိုသည့်လင်္ကာနှင့်တကွကျေးဇူးရှင်ဆရာသမား၏အဆုံးအမကိုခံရလေမှကန့်ညိတတ်သောနိကန္တိသဘောကိုမြင်လေတော့သည်နိကန္တိကိုပင်ရှုမှတ်လိုက်မှရှေခီးဆက်နိုင်တော့သည်နိကန္တိခွာပြီးသောအခါမှရှေခီးကဖြောင်းတော့သည်လာနိကန္တိရှိမှခီးစဉ်ကအရှိကြီးကြံပါသေးလားတွေ့ကြုံရမယ့်ဖြစ်စဉ်တွေအများကြီးကြံပါသေးလားဘင်္ဂဘယအာဒီနဝနိဗ္ဗိန္ဒမုံစိတုကမြတာအပြက်အကြောက်အပြစ်မြင်ညီးငွေ့လွတ်မြောက်ရာကြံစသည့်စိတ်တွေအစဉ်စဉ်ဖြစ်ရအောင်မှာပါလားယုံ nant ဓမ္မဖြစ်စဉ်ပေါ်ရှုမြင်မှတ်သိရင်မှဉာဏ်တွေအစဉ်စဉ်ပြောင်းရအောင်မှာပါလားဒါရလန်းမှန်းဆကပြန်ကြည့်မိတတ်သောယုံ nant ဓမ္မသင်္ခါရဖြစ်စဉ်တို့၏ရေမောစရာအာယုန်တို့ပေါ်
စိတ်မချမ်းမြေလှစွာဖြစ်နေတတ်သောပရိသင်္ခာဉာဏ်ကိုလည်းကြော်ဖြတ်ရအောင်ပါလားစုံကြီးစံကြီးအကျိန်များစွာလူလာခောက်တုတ်ရှိခဲ့လေမှဤအတိကိုရခဲ့ခြင်းဖြစ်သည်အခုတော့လေသူ့ဖို့ဥပက္ခအဝန်းဝိုင်းအုပ်စုဝင် အမိမတူဇေယိုက်ကွဲညံအဆင့်ဆင့်တို့သည်လမ်းမှာတွေ့နေကြအပေါင်းအသင်းရောင်းရင်းတွေဖြစ်ခဲ့လေပြီမိထုကော်ပြောလမ်းတွေ့လင်နှုတ်ဆက်၍ကိုခီးကိုဆက်တက်လာခဲ့ပြီသူတို့နှင့်တွေ့ရကြုံရရင်းနှီးရခြင်းသည်ပင်သူ့အတွက်ပညာဉာဏ်တွေတိုးတက်လာစေခဲ့သည်သူတို့သည်လည်းပြုပြင်ဆင်ခြင်ခြင်းမကင်းသောသင်္ကတနေပင်မှသင်္ခါရများဖြစ်သည်သူသည်လည်းသင်္ခါရနေပင်မှသင်္ခါရသားကောင်တူပဲဒီလိုနဲ့သူတို့နဲ့မတွေ့တော့လဲရှုမှတ်လိုက်တွေ့ပြီးပြန်လဲရှုမှတ်လိုက်နဲ့သူ၏ဉာဏ်တွင်သင်္ခါရတရားတွေကသင်္ခါရတရားတွေကိုရှုမှတ်နေရပါလားဟုသက်ဝင်လာလေသည်ရှုမှတ်နေခြင်းသည်လည်းမမြဲအရှုမှတ်ခံရသမျှတို့သည်လည်းမမြဲရှုမှတ်မှုသည်လည်းတစ်ခုပြီးတစ်ခုစီရင်ဖန်တီးကြောင်းကြဆိုင်နေရသည်ရှုမှတ်ခံရသမျှသည်လည်းတစ်ခုပြီးတစ်ခုပြုပြင်စီရင်မှုနောက်ွယ်မှပေါ်လာနေကြသည်ကိုသူမြင်လာသည်တဘာဝတရားတွေကတဘာဝတရားတွေကိုရှုမှတ်နေကြခြင်းသင်္ခါရတရားတွေကသင်္ခါရတရားတွေကိုရှုမှတ်နေကြခြင်းအနတ္တတရားတွေကအနတ္တတရားတွေကိုရှုမှတ်နေကြခြင်းဓမ္မတွေကဓမ္မတွေကိုသာရှုမှတ်နေကြခြင်းထိုသည့်အထဲတွင်ပုဂ္ဂိုလ်တ attva ဟူ၍တယောက်တကောင်တမီးမှမပါသည်မှာထင်ရှားလာသည်အလုံးသည်မျက်မြင်အထေခန္ဓာကိုယ်ကြီးအတွင်းမှအထေပြောက်ဓမ္မတွေကြီးဖြစ်သည်အထေပြောက်ဆိုတော့လဲစွမ်းအားမရှိဘူးမထင်လိုက်ပါနဲ့ထိုအထေပြောက်တွေကပင်တန်တရားအစဉ်ဆက်နှိမ့်ဆက်နေကြခြင်းဖြစ်သည်အထေပြောက်တွေကပင်လင်အထေကိုယ်ကြီးတွေဖြစ်လာအောင်စွမ်းဆောင်နိုင်ကြပါသည်အထေပြောက်တွေကပင်လင်အာယုံမျိုးမျိုးဖြင့်တာယာခုံမင်းတွေ့တာမှုတွေဖြစ်စေ၍ဇရာမရဏလက်နက်တို့ဖြင့်အဆုံးသက်စီရင်မှုတွေကိုစီရင်တတ်ကြပါသည်အထေပြောက်ဓမ္မတို့အကြားအထေပြောက်ပြုပြင်စီရင်မှုသင်္ခါရတွေအကြားငါမပါနိုင်မှန်းသိသောအခါမှဉာဏ်ကနေရာယူနိုင်ပါတော့သည်ထိုအခါဉာဏ်သည်သင်္ခါရတွေကိုလိလူရှုကျင်လာသည်အောက်ခြေဉာဏ်တွေတုန်းကလည်းအဖြစ်တွေအပျက်တွေချမ်းသာအတုတွေအပျက်သက်သက်တွေကြောက်ရွံ့မှုတွေညှင်းငွေ့မှုတွေလွတ်မြောက်လိုမှုတွေဖြင့်ရှုပ်ထွေးပွေလီခဲ့ရပြီအလုပ်တွေလည်းများခဲ့ရပြီအာယုန်တွေလည်းရှုပ်ထွေးခဲ့ရပြီမနိုင်မနှင်းဖြစ်ခဲ့ရသောရှုမှတ်မှုတွေနဲ့လည်းကြုံခဲ့ရပြီဒီအရာအလုံးဒီပင်လင်သင်္ခါရတွေမဟုတ်လားအထေပြောက်နှိမ့်ဆက်မှုဓမ္မတွေပဲမဟုတ်လားထို့ကြောင့်သူတို့နှင့်ခက်ကင်းကင်းနေခြင်းသည်သူတို့ကိုဥပက္ခပြုခြင်းလာသည်လေးလူရှုခြင်းလာသည်လက်မကြည့်ခြင်းတော့လောက်အောင်ဖြစ်လာသည်သူတို့နှင့်အုပ်ရောရောကြောက်ရောရောလှုပ်လိုက်သည်နှင့်တည်ငြိမ်မှုဣန္ဒြေယမှုတို့သည်ပြိုပြက်သွားနိုင်သည်ငယ်သားဆိုတာကငယ်သားစရိုက်ငယ်သားအရေးချင်းနဲ့ပါခေါင်းဆောင်ဆိုတာကလည်းခေါင်းဆောင်စရိုက်ခေါင်းဆောင်အရေးချင်းနဲ့ပါပဲထို့ကြောင့်မိမိပါဝင်ဥဆောင်ရသောဥပက္ခအဝန်းဝိုင်းအုပ်စုတွင်မိမိသည်ခေါင်းဆောင်ပြီးသားစွာဖြင့်ခေါင်းဆောင်နေရမှာပဲနေခြင်းတော့သည်အောက်ခြေဆင်းရစီယုံရလှုပ်ဆော်ပညာပေးရနှင့်မိမိသည်ခေါင်းဆောင်နေရမှာနေရချိန်နေပါလှသည်မိမိနေရာနှင့်ဆိုင်သောအနေအထားတွေကိုလည်းကျွမ်းကျင်နိုင်နေအောင်ဆောင်ရွက်ရအောင်မည်အစင့်မြင့်ရှေ့ခီးဆက်ဖို့လည်းပြင်ဆင်လေ့ကျင့်ထားရအောင်မည်ခေါင်းဆောင်ဟုသည်အပားခို၍မရပါရေးသားကိုတေကြုံလိုက်ခြင်း၍လည်းမရပါငယ်သားတို့ထက်ကျွမ်းကျင်နိုင်နေစွာဖြင့်ပြဿနာတွေကိုကင်တွယ်ဖြေရှင်းတတ်ဖို့လိုသည်ထို့ကြောင့်ကြုံလာခဲ့သည်မြရှုမှတ်ခဲ့သည်မြဆင်ခြင်ခဲ့သည်မြထိတွေ့ခဲ့သည်မြယုတ်နံဓမ္မသင်္ခါရတွေပေါ်မှာဥပက္ခပြုထားသည့်စိတ်အခြေအနေတက်တက်ဖြင့်
ယက်တီကျင်လာမိသည်သင်္ခါရတရားတို့ကိုဥပက္ခာပြုခြင်းသင်္ခါရနှင့်ဥပက္ခာတွဲဆက်ခြင်းသို့မဟုတ်ဓမ္မတဘာဝနှစ်ခုပေါင်းဆက်ဖွဲ့စည်းထားခြင်းသည့်အတွက်အမည်ပညာပြုထားသောသင်္ခါရုပ္ပခဉာဏ်ဤအမည်နာမဦးစီးသောဥပက္ခဝန်းဝိုင်းဤဉာဏ်၌ခေါင်းဆောင်စိတ်ဖြင့်အသက်ဝင်နေခြင်းသည်ပင်လေသူရောက်ရာနေရာ၌သူထမ်းရမည့်တာဝန်ကိုထမ်းဆောင်နေခြင်းဖြစ်သည်ဟုသူယုံကြည်မိ၏သို့ဖြင့်တောင့်တမှုကင်းသောကြောင်းကြမှုကင်းသောအညီအမျှသဘောထားတတ်သောသင်္ခါရတရားတို့ကိုဥပက္ခပြု၍နှလုံးသွင်းဆင်ခြင်တတ်သောဉာဏ်ဖြင့်သူ၏ရှုွက်တွင်မှဥပက္ခဝန်းဝိုင်းကိုမမိတ်မတုံကြည်နေမိပြန်ပါသည်